အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ Gita နဲ့မရင်ဆိုင်ရခင်ရင်ဆိုင်ခဲ့ရတဲ့အမှုတစ်ခုကြောင့်ကျွန်တော်အနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့ဒါကတော့ Los Angeles BP Murder Case ပါ။အဲ့ဒီဇလန်ကတော့ Naomi Misora မူရင်းဇလန်နဲ့မှာစကားတစ်ခုနဲ့အရေးမပြောသွားခဲ့တဲ့အမှုတစ်ခုဖြစ်ပါတယ်။ Naomi Misora ရဲ့စကားကိုအခြေခံပြီးဂျပန်စာရေးဆရာဖြစ်တဲ့ Nishio Isin က Dead Note Arthur Note ဆိုတဲ့နာမည်နဲ့အဲ့ဒီဝတ္ထုကိုပုံဖော်ခဲ့ပါတယ်အဲ့ဒီဝတ္ထုကို Dead Note ရဲ့မူရင်းမှန်ကရေးဆွဲသူဖြစ်တဲ့ Takeshi Obata ကိုယ်တိုင်ဇက်ကောင်တွေကိုပုံဖော်ပေးခဲ့တာဖြစ်ပါတယ်။ဒီဝတ္ထုကမူရင်းဇလန်ကိုမထိခိုက်စေပဲရေးဆွဲထားတာဖြစ်တဲ့အတွက်ကြောင့်မလို့မူရင်းဇလန်ရဲ့အငွေ့သက်တွေကိုပြန်လည်ခန်းစားရစီမှာဖြစ်ပါတယ်။ဆိုတော့စကားတွေအများကြီးပြောမနေတော့ပဲဇလန်လေးကိုစလိုက်အောင်ပါ။ဇလန်ကိုမယ်လိုကပြန်ပြောပြနေတဲ့ပုံစံနဲ့စတင်ထားပါတယ်။ Gita ရဲ့အမှုကိုမဖြေရှင်းခင်မှာGita ထက်ကြောက်ဖို့ကောင်းတဲ့ရန်သူတယောက်နဲ့ ဟာရင်ဆိုင်ခဲ့ရပါတယ်။နေရာကတော့2002ခုနှစ် Los Angeles မြို့မှာပါ။အဲ့ဒီအချိန် Naomi Misora လို့ခေါ်တဲ့ FBI agent အမျိုးသမီးတဦးဟာအမှုတစ်ခုလာရင်အမှားယွင်းဖြစ်ခဲ့တာကြောင့်သူမကိုအလုပ်ကနေကိတ္တခဏအနားပေးထားတဲ့အချိန်ဖြစ်ပါတယ်။သူမကစိတ်ထက်ကျနေပြီးအားလည်းရဲ့အဖြစ် Los Angeles မြို့ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ကမ္ဘာအတော်ဆုံးစုံတော့ဖြစ်တဲ့ ဟာ Naomi ရဲ့အရေးချင်းကိုကြိုတင်သိရှိထားသူတယောက်ဖြစ်ပါတယ်။ဒါကြောင့်ဟာအမှုတစ်ခုကိုလိုက်ဖို့အတွက် Naomi ကိုဆက်သွယ်ခဲ့ပါတယ်။က Naomi ကိုပထမဆုံးအနေနဲ့ငါ့ကိုကူညီနိုင်မလားဆိုတဲ့ message နဲ့စတင်ကမ်းလှမ်းခဲ့ပါတယ်။သူဟာ Los Angeles မြို့မှာဖြစ်နေတဲ့ကွန်ဆတ်လူသက်မှုကိုစိတ်ဝင်စားနေတာဖြစ်ပေမဲ့သူကိုယ်တိုင်တွားရောက်မစုံစမ်းနိုင်တာဖြစ်တဲ့အတွက် Los Angeles မြို့မှာရောက်ရှိနေတဲ့ Naomi Misora ကို spy ဖြစ်နေနေခိုင်းစေချင်တာဖြစ်ပါတယ်။ဟာ Naomi Misora ကိုဆက်သွယ်တဲ့အခါမှာသူ့မျက်နှာကိုမပြပါဘူး။ကွန်ပျူတာ screen ပေါ်ကအခရာ ကိုပဲပြသပြီးအတန်အောင်လည်းပြောင်းလဲထားပါတယ်။ရဲ့ထုံးစံတိုင်းပေါ့။ကသူမကိုအခင်းဖြစ်ပွားတဲ့နေရာစီတွားခိုင်းပါတယ်။ကဖုန်းဒါမှမဟုတ်ကွန်ပျူတာကနေတဆင့်သူမမြင်ရသမျှအသေးစိတ်ချက်လက်တွေကိုမေးမြန်းပြီးနှစ်ယောက်သားပူးပေါင်းစုံစမ်းကြတာဖြစ်ပါတယ်။ဟာ Naomi Misora ကိုရိုးရိုးစုံတော့တယောက်ဆိုတာထက်လက်တွေ့ကျကျတွေးခေါ်တတ်တဲ့အဖို့တဦးဖြစ်သဘောထားခဲ့ပါတယ်။ဒီအမှုဟာ Naomi Misora အတွက်နဲ့ပထမဆုံးလှုပ်လှုပ်ဖို့တဲ့အတွေ့အကြုံဖြစ်တာကြောင့်သူဟာနောက်ပိုင်း Gita ရဲ့အမှုမှာလည်းကိုကူညီဖို့စူးစမ်းခဲ့တာပဲဖြစ်ပါတယ်။အနေနဲ့လည်းဘယ်သူ့မှမယုံကြည်တတ်ပေမဲ့ Naomi Misora ရဲ့တရားမျှတမှုပေါ်ဆွဲကင်မှုနဲ့သူ့ရဲ့စုံနောက်ရည်ချင်းကိုအတိမတ်ပြုတာဖြစ်တဲ့အတွက်ကြောင့်သူမကိုလှုပ်ဖို့ကင်ပတ်ဖြစ်ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။သူတို့လိုက်နေတဲ့လူတက်မှုမှာကျူးလွန်သူဟာလူတက်မှုကျူးလွန်ပြီးတဲ့အခါတိုင်းနောက်ထပ်ကျူးလွန်မဲ့အမှုတစ်ခုအတွက်တဲလွန်စားတွေကိုအခင်းဖြစ်ပွားတဲ့နေရာမှာထားရှိခဲ့ပါတယ်။ပထမဆုံးအမှုမှာဆိုရင်တက်ခံရသူဟာသူ့ရဲ့အခန်းတွင်းမှာပဲအစိတ်ကျွေးပြီးတက်ခံခဲ့ရပါတယ်။အဲ့ဒီနောက်လူတက်တရခန့်ကလူတက်ပြီးနောက်အသက်ခံရသူရဲ့အခန်းနေရာမှာကောက်ရိုးရိုးလေးရုပ်ကိုချိတ်ဆွဲခဲ့ပါတယ်။တဲလွန်စားအနေနဲ့အလောင်းရဲ့ရင်ဘတ်ပေါ်မှာဓာတ်နဲ့မှုန်းထားတဲ့အမှတ်သားတွေဟာစာကြည့်တဲ့တစ်ခုရဲ့မြေပုံကိုညွှန်ပြထားပါတယ်။ဒါဟာနောက်ထပ်လူတက်မှုဖြစ်မဲ့နေရာကိုညွှန်ပြပေးထားတာပဲဖြစ်ပါတယ်။ဒုတိယအမှုအနေနဲ့ဆိုရင်လည်းပထမအမှုရဲ့တဲလွန်စားအတိုင်းပဲစာကြည့်တဲ့တစ်ခုရဲ့အတွင်းမှာပဲဖြစ်ခဲ့တာပဲဖြစ်ပါတယ်။တပ်ဖြတ်ပုံကတော်တော်ရက်ဆက်ပါတယ်။ဦးခေါင်းကိုရိုက်နှက်ပြီးတော့မျက်လုံးနှလုံးကိုဖောက်ထုတ်ပစ်ခဲ့တာပါ။အသက်ခံရသူဟာအသက်73နှစ်အရွယ်ကလေးတစ်ယောက်ပါ။အဲ့ဒီနောက်စာကြည့်တဲ့နေရာမှာလည်းကောက်ရိုးရုပ်3ရုပ်ကိုချိတ်ဆွဲထားပြန်ပါတယ်။တဲလွန်စားအနေနဲ့အခင်းဖြစ်ပေါ်ရာနေရာမှာသွေးတွေနဲ့နံပါတ်တွေကိုရေးထားခဲ့ပါတယ်။အဲ့ဒီနံပါတ်တွေက Los Angeles မြို့ရဲ့ရက်ကွက်တစ်ခုကလမ်းနာမည်ဖြစ်နေတာကိုတွေ့ရပါတယ်။အဲ့ဒီနေရာဟာတတိယအမှုကိုကျူးလွန်ခဲ့တဲ့နေရာဖြစ်ပါတယ်။တတိယအမှုမှာတော့တပ်ဖြတ်ပုံတွေကတဖြည်းဖြည်းရက်ဆက်သက်ရက်ဆက်လာတာကိုတွေ့ရပါတယ်။ဒီအမှုမှာလူသက်သမားကလူမတက်ခင်မှာသူတက်မဲ့သားကောင်ရဲ့ခြေထောက်တစ်ဖက်နဲ့လက်တစ်ဖက်ကိုဖျက်တောက်ပြီးတော့စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒါဟာလူတယောက်ကခန္ဓာကိုယ်အစိတ်ပိုင်းတွေမပါဘဲဘယ်လောက်ထိကြာကြာအသက်ရှင်နိုင်လဲဆိုတာကိုစမ်းသပ်တဲ့ယူသွမှုတစ်ခုပါဒီအမှုမှာလည်းထုံးစံတိုင်းသူဟာကောက်ရိုးရိုးနှစ်ရုပ်ကိုချိတ်ထားခဲ့ပါတယ်တဲလွန်စားအနေနဲ့ကတော့ပိုပြီးနှက်နေတဲ့ကုတ်တွေကိုခြံထားခဲ့တာပါအဲ့ဒီကုတ်တွေကိုတွက်ချက်လိုက်တဲ့အခါမှာတော့နောက်ထပ်တပ်ဖြတ်မဲ့နေဟာဟိုတယ်တစ်ခုဖြစ်နေပါတယ်ဒီအမှု၃ခုလုံးပြန်ပြီးသုံးသက်ကြည့်တဲ့အခါမှာကောက်ရိုးရုပ်တွေဟာ4 3 2ဆိုပြီးညော့သွားတာကိုတွေ့ရပါတယ်ဒါကြောင့်ဒီကောက်ရိုးရုပ်တွေကတတ်မဲ့သားကောင်အရေးအတွက်ကိုဖော်ပြနေတာသိတာပါတယ်နောက်ထပ်ထူးခြားတာတစ်ခုကတက်ခံရတဲ့သားကောင်တွေရဲ့နာမည်ပါပထမဆုံးသားကောင်ရဲ့နာမည်က Billy Bright Smith ဖြစ်ပြီးဒုတိယသားကောင်ရဲ့နာမည်က Quarter Queen တတိယသားကောင်ရဲ့နာမည်ကတော့ Backyard Bottom Slash ဖြစ်ပါတယ်ဒီနာမည်၃ခုရဲ့ရှေ့နာမည်နဲ့နောက်နာမည်ဟာရှေ့ဆုံးအခရာဆင်တူနေတာကိုတွေ့ရပါတယ်ပထမတစ်ယောက်ဆိုရင် BB ဒုတိယတစ်ယောက်ဆိုရင် QQ တတိယတစ်ယောက်ဆိုရင်လည်း BB ဆိုတော့လူသက်တရခန့်ရဲ့နာမည်ကတိတာပါတယ် Beyond Birthday ပါပဲဒီအချက်တွေကိုကြည့်မယ်ဆိုရင် Beyond Birthday ကတာမန်အယူစိတ်ပေါက်ပြီးလူတွေလိုက်တက်နေတာမဟုတ်ပဲအမှုတစ်ခုချင်းစီတိုင်းကကိုစမ်းသပ်ဖို့ပဟေနီးတွေခြံခဲ့တာပဲဖြစ်ပါတယ်အထူးသဖြင့်ကောက်ရိုးရုပ်တွေတရုပ်ချင်းစီရော့သွားတာရဲ့လူတက်မှုတွေတဖြည်းဖြည်းရက်ဆက်လာတာတွေကနောက်ဆုံးမှကြီးမားတဲ့အရာတစ်ခုဖြစ်မယ်လို့သတိပေးလိုက်တာနဲ့တူတူပါပဲဇလန်ကိုပြန်ဆက်ရမယ်ဆိုရင် Naomi Misora ပထမဆုံးလူတက်မှုဖြစ်ပွားရာနေရာကိုရဲ့ညွှန်ကြားချက်အရတွားရောက်စုံစမ်းခဲ့ပါတယ်အခင်းဖြစ်ပွားရာနေရာကိုရောက်တဲ့အခါမှာတော့သူမနဲ့အတူအခန်းထဲမှာတယောက်ရှိနေတယ်လို့ခန်းစားလာရပါတယ်ဒါကြောင့်လိုက်လံရှာဖွေကြည့်တဲ့အခါမှာဂရင်အောက်မှာပုံနေတဲ့လူတစ်ယောက်ကိုဆွဲထုတ်နိုင်ခဲ့ပါတယ်အဲ့ဒီလူဟာဖြူရောင်ရှက်လက်ရှည်နဲ့ဂျင်းပေါင်းမီကိုဝတ်ထားပြီးမျက်ကွင်းနေရာအယမ်းညိုနေပါတယ်သူ့ရဲ့အကြည့်တွေကကြောင်တောင်နိုင်ပြီးလက်ပြင်ကုန်းပြီးရက်နေတဲ့ပုံစံနဲ့တော်တော်တူပါတယ်အဲ့ဒီလူဟာသူ့နာမည်ကရူဇာကီဖြစ်တယ်လို့မိတ်ဆက်ပါတယ်တကယ်တော့သူ့နာမည်အရင်ကရူဇာကီမဟုတ်ပါဘူး Beyond Birthday ပါသူက Naomi Misora ကိုလှည့်စားဖို့အတွက်
သူ့ကိုယ်သူတက်ခံရသူရဲ့မိသားစုကငှားရမ်းထားတဲ့စုံနောက်တစ်ယောက်ပါလို့လိန်ညာပြောဆိုခဲ့ပါတယ်။သူဟာနာအိုမီကိုအနီးကပ်ထိန်းချုပ်နိုင်မှုအတွက်အတူတူစုံစမ်းဖို့ပါကမ်းလှမ်းခဲ့ပါတယ်။နာအိုမီမီဆိုရာဂရင်အောက်ကနေဆွဲထုတ်လိုက်တဲ့ရူဇာကီဆိုတဲ့လူဟာအယ်နဲ့ဘလောက်တောင်တူတယ်လဲဆိုရင်နာအိုမီကိုယ်တိုင်တောင်ဝေခွဲမြဖြစ်သွားခဲ့ရပါတယ်။ရူဇာကီနာမည်နဲ့ဘီယွန်းဘတ်ဒေးဟာအယ်နဲ့တပုံစံနဲ့တူအောင်အကောင်းဆုံးတရုပ်ဆောင်နိုင်ခဲ့တာကြောင့်နာအိုမီမီဆိုရာအနေနဲ့အယ်ဒါမှမဟုတ်အယ်ရဲ့လူဖြစ်ရမယ်ဆိုတဲ့အတွေးဝင်သွားပါတယ်။အဲ့ဒီလိုဖြစ်အောင်လဲဘီယွန်းဘတ်ဒေးကကြိုတင်ကြံစည်ထားတာဖြစ်ပါတယ်။တကယ်မနီပျူလေတာပါဘီယွန်းဘတ်ဒေးဘလောက်တောင်ဟန်ဆောင်ကောင်းလဲဆိုရင်ကျွန်တော်တို့ဓာတ်နှုတ်စီးရီးထဲမှာမြင်တွေ့ခဲ့ရတဲ့ L ကို copy ပြီး piece လုပ်ထားတဲ့အတိုင်းပါပဲလုံးဝချွတ်ဆွတ်ပါအချိုပွဲစားတာအစားဆောင်းကြောင်းထိုင်နေဆုံး L နဲ့တပုံစံနဲ့ပါဒါနာအိုမီကိုငါဟာ L နဲ့တူတဲ့သူမျိုးငါ့ကိုယုံကြည်လို့ရပါတယ်ဆိုပြီးစိတ်ပညာအရာလှည့်စားလိုက်တာပါဘီယွန်းဘတ်ဒေးရဲ့စိတ်ထဲမှာတော့နာအိုမီမီဆိုတာဟာလူသက်သမားကိုဘေးမှာထားပြီးလူသက်သမားကိုရှာနေရဆိုပြီးတိတ်တိတ်လေးလှောင်နေမှာအမှန်ပါပဲဆိုတော့ဘီယွန်းဘတ်ဒေးကနာအိုမီမီဆိုတာရဲ့ယုံကြည်မှုကိုရရှိပြီးသူတို့နှစ်ယောက်အမှုတူတူလိုက်ဖြစ်ခဲ့ကြပါတယ်သူတို့နှစ်ယောက်အမှုတူတူလိုက်ကြတဲ့အခါဘီယွန်းဘတ်ဒေးကသူ့ကိုယ်သူလူသက်သမားမဲ့မရိပ်မိစေဖို့နေမကပဲအယ်ထက်သူကပိုတော်ချောင်းသက်သေပြဖို့စိတ်ပညာနီးလန်းမျိုးစုံသုံးခဲ့ပါတယ်ဘီယွန်းဘတ်ဒေးကအခင်းဖြစ်တဲ့နေရာမှာသူကိုယ်တိုင်ခြံခဲ့တဲ့တဲလွန်စားတွေကိုနာအိုမီမတွေ့အောင်လမ်းညွှန်ပေးပါတယ်။သူကနာအိုမီကိုငါတို့တွေအရန်တော်လို့အမှုမှန်နဲ့နီးစပ်လာတယ်ဆိုတဲ့ခံစားချက်မျိုးပေးပြီးသူ့ရဲ့အစီအစဉ်နဲ့မရောက်ရအောင်ဆွဲသွင်းခဲ့ပါတယ်။ဒီကြားထဲသူဟာ L နဲ့တူတဲ့အပြုအမူတွေလုပ်ပြတာကြောင့် L ကိုတခါမှမမြင်ဘူးတဲ့နာအိုမီအတွက်တော့ဘီယွန်းဘတ်ဒေးက L ရဲ့ကိုယ်ပွားတစ်ယောက်လိုဖြစ်နေခဲ့ပါတယ်။ဒါအပြင်ဘီယွန်းဘတ်ဒေးကတမင်မှားယွင်းတဲ့တက်ချက်မှုတွေလုပ်ပြပါတယ်။အဲ့ဒီအမားတွေကိုနာအိုမီမီဆိုတာထောက်ပြလိုက်တဲ့အခါမှာသူမကိုသူမယုံကြည်မှုရှိလာစေပါတယ်။ဒါဟာသူ့နားမှာနာအိုမီအမြဲရှိနေအောင်နဲ့သူနောက်လုံးမဲ့အစီအစဉ်တွေရဲ့နောက်ကိုပါလာအောင်စီစဉ်တာပဲဖြစ်ပါတယ်။ဒါအပြင်ဘီယွန်းဘတ်ဒေးကရှီနီဂါမီမျက်လုံးကိုသုံးပြီးနောက်ထပ်အမှုတွေကိုအတိအကျခံမှန်းပြတာကြောင့်နာအိုမီမီဆိုတာထူးချွန်တဲ့စုံနှောင်းညံလို့သတ်မှတ်ပြီးသူ့ကိုပုံမိုပြီးအားကိုးလာခဲ့ပါတယ်။ဒီနေရာမှာစကားဖြတ်ပြောရရင်ဘီယွန်းဘတ်ဒေးရဲ့ရှီနီဂါမီမျက်လုံးအကြောင်းကိုမသိသေးတဲ့သူတွေအနေနဲ့ကတော့ကျွန်တော် channel ထဲမှာတင်ထားတဲ့ L vs B ဆိုတဲ့ဗီဒီယိုကြည့်ပြီးသိရှိနိုင်ပါတယ်။ဆိုတော့ဘီယွန်းဘတ်ဒေးကစားနေတဲ့မိုင်းကင်းတွေကနာအိုမီတယောက်တည်းကိုမဟုတ်ပါဘူး။သူကကလကာနောက်ကွယ်က L ကိုစိန်ခေါ်နေရပါ။ဒါပေမဲ့သူမေးနေတဲ့တခုကတော့ L ဟာသူ့ထက်ပိုပြီးပါးနှက်တယ်ဆိုတာပါပဲ။ဘီယွန်းဘတ်ဒေးရဲ့အဓိကရွယ်ချက်က L မဖြေရှင်းနိုင်တဲ့ပြီးပြည့်စုံတဲ့လူသတ်မှုတစ်ခုကိုဖန်တီးဖို့ပါ။အဲ့ဒီအတွက်သူကစတုထမြောက်သားကောင်ဖြစ်သူ့ကိုယ်သူရွေးချယ်ခဲ့ပါတယ်။သူဟာအခန်းထဲမှာကောက်ရိုးရိုးတရက်ကိုချိတ်ထားပြီးသူ့ကိုယ်သူမီးရှို့တက်တွေကိုစီစဉ်ပါတယ်။လူသက်သမားကလည်းသူကိုယ်တိုင်တေဆုံးသူကလည်းသူကိုယ်တိုင်ဖြစ်နေမယ်ဆိုရင်အမှုကလုံးဝကွင်းဆက်ပြတ်သွားမှာဖြစ်ပြီး L အတွက်ဘယ်တော့မှအဖြေရှာလို့မရတဲ့အမှုတစ်ခုဖြစ်သွားမှာဖြစ်ပါတယ်။အဲ့ဒီအတွက်သူဟာအသိမင်းမျက်လုံးနဲ့ကြည့်ပြီးသူတင်မဲ့အချိန်တိကျမှအစီအစဉ်ကိုလှုပ်ဆောင်မှာဖြစ်ပါတယ်။ဒါပေမဲ့နာအိုမီမီဆိုတာရူဇာကီနာမည်နဲ့ဘီယွန်းဘတ်ဒေးအပေါ်မှာစတင်တန်တရားဝင်လာခဲ့ပါတယ်။ဘီယွန်းဘတ်ဒေးကညံကောင်းခဲ့တယ်ဆိုပေမဲ့နာအိုမီမီဆိုတာလိုဝိုင်း FBI agent တယောက်ကိုရှော့တွက်မိခဲ့ပါတယ်။နာအိုမီမီဆိုတာအဓိကတန်တရားဝင်လာတဲ့အချက်ကတော့ဘီယွန်းဘတ်ဒေးရဲ့မျက်နှာပေါ်မိတ်ကပ်တွေကြောင့်ပါဘီယွန်းဘတ်ဒေးရဲ့မျက်ကွင်းတွေဟာအဲလိုမျိုးအေးအေးပြက်လို့မျက်ကွင်းညူတာမဟုတ်ပဲမိတ်ကပ်တွေနဲ့ပြင်ထားအကြောင်းပါဒါကိုနာအိုမီမီဆိုတာသတိထားမိသွားတဲ့အချိန်မှာတော့ရူဇာကီနာမည်နဲ့ဘီယွန်းဘတ်ဒေးပေါ်မှာစတင်တန်တရားဝင်လာခဲ့ပါတယ်အစပိုင်းမှာဘီယွန်းဘတ်ဒေးရဲ့အပြုအမူတွေကိုနာအိုမီမီဆိုတာဟာLရဲ့လူအမှန်နဲ့နားလည်ပေးခဲ့လို့ရတယ်ဆိုပေမဲ့မျက်နှာပေါ်မျက်ကွင်းအတူတွေကြောင့်တန်တရားစိတ်ဟာစတင်ပြီးကြီးထွားလာခဲ့ပါတယ်နောက်ပြီးရူဇာကီကတဲလွန်စားတွေကိုရှာဖွေတဲ့ပုံစံဟာတိုက်ဆိုင်ထားတဲ့ပို့နေတာကိုနာအိုမီသတိထားမိလာခဲ့ပါတယ်အဲ့ဒီတန်တရားကိုအတည်ပြုနိုင်ခဲ့တဲ့အချက်ကတော့ရူဇာကီအတိအကျခံမှန်းလိုက်တဲ့တဲလွန်စားတွေဟာလူသက်သမားတယောက်တည်းကနေပဲတည်နိုင်တဲ့တဲလွန်စားတွေဖြစ်နေလို့ပါအဲ့ဒီအချိန်နာအိုမီကသူမရဲ့တန်တရားတွေကိုအတည်ပြုဖို့အတွက်နောက်ဆုံးအခင်းဖြစ်မဲ့နေရာကိုတွားရောက်လိုက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကထိတ်လန့်စရာပါအဲ့ဒါကတော့ဘီယွန်းဘတ်ဒေးတယောက်သူ့ကိုယ်သူမီးရှို့ပြီးပြည့်စုံတဲ့လူသတ်မှုတစ်ခုအဖြစ်ဇက်သိမ်းဖို့အတွက်စူးစမ်းနေတာပဲဖြစ်ပါတယ်။အဲ့ဒီမြင်ကွင်းကိုမြင်ချင်းနာအိုမီကမတုံ့မဆိုင်ပဲသူမဝတ်ထားတဲ့ကိုယ်အင်းကြီးကိုချွတ်ပြီးမီးရင်းတက်ပေးခဲ့ပါတယ်။ဘီယွန်းဘတ်ဒေးကမီးလောင်တန်းရာတွေနဲ့နာကျင်နေပေမဲ့နာအိုမီကိုပြန်လည်တိုက်ခိုက်ဖို့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့နာအိုမီရဲ့ကံကြက်ကိုမခံနိုင်ပဲကျမ်းမြေပေါ်လဲကျသွားခဲ့ပါတယ်။လဲကျသွားပြီးတဲ့နောက်မှာတော့ဘီယွန်းဘတ်ဒေးကနာအိုမီရဲ့လက်ထိတ်ခတ်ပြီးဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ဒီလိုနဲ့ LA မြို့ကကွင်းဆက်လူသတ်မှုကြီးကပြီးဆုံးသွားခဲ့ပါတယ်။အမှုပြီးသွားတဲ့နောက်မှာ L ဟာနာအိုမီစီဖုန်းဆက်ခဲ့ပါတယ်။ဖုန်းဆက်ရတဲ့အဓိကအကြောင်းရင်းကတော့ရူဇာကီဆိုတာဘီယွန်းဘတ်ဒေးဖြစ်နေမှသူအစကနေကတိကျအောင်ဝန်ခံခဲ့ပါတယ်။ဒါပေမဲ့နာအိုမီကိုအတိမပေးခဲ့တာကတော့နာအိုမီရဲ့စွမ်းရည်ကိုယုံကြည်လို့ဖြစ်ကြောင်းနဲ့ဘီယွန်းဘတ်ဒေးရဲ့တော်လဲစိတ်ဓာတ်ကိုရိုက်ချိုးနိုင်မှုအတွက်ပဲဖြစ်ပါတယ်။ L ကအတိပေးခဲ့ရင်ဘီယွန်းဘတ်ဒေးဟာတနည်းနည်းနဲ့ရိပ်မိပြီးသူ့လုံးမဲ့စီစဉ်တွေကိုပြောင်းကပို့ပြီးဖမ်းရခတ်သွားနိုင်တာကို L အနေနဲ့စဉ်းစားမိလို့လည်းဖြစ်နိုင်ပါတယ်။အဲ့ဒီနောက်နာအိုမီက L ကိုလူကိုယ်တိုင်တွေ့ဖို့ကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့ L ဟာထုံးစံတိုင်းလူချင်းမတွေ့ပဲကြောခိုင်းပြီးထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီအချိန်နာအိုမီက L ကိုကန်ဖို့ကြိုးစားခဲ့ပေမဲ့နာအိုမီရဲ့ကန်ချက်ကို L ဟာရှောင်တိန်သွားပြီးသူတို့နှစ်ယောက်ရဲ့မေးမရနိုင်တဲ့အခိုက်အတန့်တွေတခုဖြစ်သွားခဲ့ပါတယ်။ဘီယွန်းဘတ်ဒေးကလည်းဖမ်းဆီးခံရပြီးနှစ်အနည်းငယ်အကြာမှာထောင်ထဲမှာပဲတည်ဆုံသွားခဲ့ပါတယ်။ဒါကကျွန်တော်ရှေ့ဗီဒီယိုမှာပြောခဲ့သလိုပဲယာဂါမီလာရဲ့လက်ချက်ကြောင့်ပါဘီယွန်းဘတ်ဒေးကအဆိုးဝါးဆုံးရာဇဝတ်သားစီးရင်ထဲမှာပါဝင်နေတာကြောင့်ယာဂါမီလာရဲ့ရှင်းလင်းခြင်းကိုခံလိုက်ရတာပါ
အဲ့ဒီမှာတွေမဲ့ဘီယွန်ဘတ်တီရဲ့ဘဝအနီကုန်းချုပ်သွားခဲ့ပါတယ်ဇလန်းလေးကဒီမှာတွေမဲ့ပြီးဆုံးသွားပြီဆိုပေမဲ့မေးစရာမေးခွန်းတွေတွေးစရာတွေအများကြီးကြံရှိနေအောင်မယ်ဆိုတော့ကျွန်တော်သိပါတယ်ဒါပေမဲ့လူတိုင်းနှီးပါမေးမဲ့အချက်ကတော့ L ဟာဘီယွန်ဘတ်တီမှန်ဘလို့ကြိုသိနေလဲဆိုတာပါအဓိကအကြောင်းရင်းကတော့ Rusaki ဆိုတဲ့နာမည်က L အနေနဲ့အရန်တင်သုံးဖို့အတွက်သိမ်းဆည်းထားတဲ့လျှို့ဝှက်နာမည်တစ်ခုပါဒါပေမဲ့ဘီယွန်ဘတ်တီက L ကိုအနိုင်ယူနေတာကြောင့်အဲ့ဒီနာမည်ကိုယူသုံးခဲ့ပါတယ်Naomi L နဲ့ဖုန်းပြောနေတဲ့အချိန်မှာ Rusaki ဆိုတဲ့လူနဲ့အတူရှိနေကြောင်းပြောလိုက်တဲ့အခါ L ကချက်ချင်းသိသွားပါတယ်။ဘာလို့လဲဆိုတော့ L ဟာအဲ့ဒီအချိန်မှာ Rusaki ဆိုတဲ့နာမည်နဲ့လူကိုလွတ်မထားလို့ပဲဖြစ်ပါတယ်။နောက်ပြီး Rusaki ဆိုတဲ့နာမည်နဲ့သူ့နာကိုချင်းကပ်လာနိုင်တာဆိုလို့ Whammy House ကလူတစ်ယောက်ပဲဖြစ်နိုင်ပါတယ်။အဲ့ဒါကြောင့် L ဟာ Whammy House ကနေထွက်ပြေးသွားတဲ့ Beyond Body မှာတခါတည်းတန်းသိလိုက်ပါတယ်။ဒါပေမဲ့ L က Naomi ကိုအစကတည်းကမပြောခဲ့တာကတော့ရှေ့မှာပြောခဲ့သလိုပါပဲ။ Beyond Body ကိုအဆုံးထိကစားခိုင်းပြီးမှလက်ရဖမ်းကျင်လို့ဖြစ်ပါတယ်။ L ဟာ Naomi ကိုအသုံးချပြီး Beyond Body ကိုအဆုံးသတ်ခဲ့တာလို့ပြောရင်ပုံမှန်ပါလိမ့်မယ်။ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ Brother တို့သိတာရှိမှဆိုရင်လည်း comment ထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။